မိမတယောက်အံ့အားသင့်သွားတဲ့အချက်ကသူနဲ့သူ့ယောက်ျားကသွေးအုပ်စုတွေပဲဒါပေမဲ့သွေးအုပ်စုရှိတဲ့သားတယောက်မွေးလာတယ်ဒါပေမဲ့သူမကယောက်ျားကိုမမေးဘူးဖုံးကွယ်ဖို့ပဲရွေးတယ်ဘာလို့ဆိုရင်ရုတ်တရက်အနံ့ရလို့ပဲယောက်ျားရဲ့ကိုယ်ပေါ်မှာသူစိမ့်မိမရဲ့ရေမွေးနံပြီးတော့အိမ်ကအကူကမတော်တဆပြောဖူးတာကိုပြန်တွေးမိတယ်သားရဲ့မျက်လုံးနဲ့မျက်ခုံးကသူ့ယောက်ျားနဲ့တူတယ်လို့မိမကသားကိုယောက်ျားနဲ့တခြားမိမကနေမွေးတာလားလို့တန်တရားဖြစ်တယ်သူ့ထင်တာကိုအတီးပြုဖို့ဒါနဲ့သားရဲ့သပင်ကိုခိုးနှုတ်တယ်ကိုယ်သပင်နဲ့အတူတင်းနဲ့စစ်ဆေးဖို့ပို့တယ်နောက်တော့လက်ထောက်ကိုဖုံးဆက်တယ်ယောက်ျားရဲ့လက်တလော6လအတွင်းသွားလာမှုကိုစုံစမ်းဖို့မကြဘူးဒီနာရလက်ထွက်လာတယ်တစ်ဆက်နှလုံးမွေးထားတဲ့သားကကိုသားမဟုတ်ဘူးဆိုတာတွေ့တယ်မိမကမိုးချိုးထိတယ်လို့ဖြစ်သွားတယ်ဒါပေမဲ့သူမမှတ်မိတယ်သားကိုမွေးကန်းထဲကထုတ်လာတာပဲကိုသားကိုတယောက်ကရိုးဝက်လဲသွားတာလားအမှန်တရားကိုရှာဖွေပြီးသားကိုပြန်ရှာဖို့ဇနီးကဆေးရုံကိုလာတယ်အဲ့ဒီနေ့ကမွေးဖွားမှတ်တမ်းနဲ့ဆေးရုံတက်မှတ်တမ်းတွေကိုတောင်းတယ်ဒါပေမဲ့မှတ်တမ်းရဲ့အဓိကအချက်လက်တွေအားလုံးပြောင်းနေတာတွေ့တယ်新生儿脚印采取记录呢，这些总该有留存吧？这些应该在新生儿记录里，但我们没找到。မိမဒါမှတိလိုက်တယ်ကလေးလဲခံရတာကတယောက်ကစီစဉ်ထားတာပဲပြီးတော့အဓိကတန်တရားရှိသူကသူ့ယောက်ျားပဲဒါနဲ့ညတကောင်မှာယောက်ျားအိပ်ပျော်နေချိန်မိမကစာကြည့်ခန်းထဲခိုးဝင်ပြီးကွန်ပျူတာဖွင့်တယ်သူ့ရဲ့ကလေးလဲတဲ့အထောက်ထားတွေရှာဖို့ဒါပေမဲ့အံ့အားသင့်စရာတွေ့တယ်အရင်ကကိုဘာမှမဖုံးဘူးလို့ကြိမ်ဆိုခဲ့တဲ့ယောက်ျားကွန်ပျူတာကိုစကားဝတ်ထားတယ်မိမကယောက်ျားနဲ့ဆိုင်တဲ့ထူးခြားတဲ့နေ့ရက်တွေကိုရိုက်ကြည့်တယ်ဒါပေမဲ့ကွန်ပျူတာကိုဖွင့်လို့မရဘူးမထင်မှတ်ဘူးတကားအပြင်ကနေယောက်ျားရဲ့အတန်ထွက်လာတယ်မိမကရေးပေါ်ညံသုံးတယ်စပွဲပေါ်ကခွက်ကိုကျိုးသွားအောင်လုပ်ပြတယ်ဒါပေမဲ့ယောက်ျားကဇနီးကွန်ပျူတာကိုတုံးထားတာကိုတစ်ချက်ကြည့်ရင်သိသွားတယ်ဇနီးကသူ့ကွန်ပျူတာနဲ့အချက်လက်ရှာတာပါလို့လိမ်ပေမဲ့ယောက်ျားကလုံးဝမယုံဘူးနေရာမှာပဲဇနီးကသူ့ရဲ့ကိုရေးကိုရာကိုချိုးဖောက်တယ်လို့អော်တယ်နောက်တော့ဇနီးကိုတွန်းလဲပစ်တယ်ကွန်ပျူတာကိုသူဖွင့်ဘူးလားဆိုတာကိုအလျင်မြန်စစ်တယ်ဇနီးရဲ့လက်ဖွားမှန်ကွဲပြီးဒဏ်ရာရနေတာတွေ့ရင်သူ့မှာလည်းနည်းနည်းလေးမှဂရုမစိုက်ဘူးလေဇနီးဖြစ်သူစကားဝက်ကိုမမှန်ကန်ကန်မရိုက်နိုင်တဲ့အထိကွန်ပျူတာကိုဖွင့်လိုက်တယ်သူဖြိုးဝက်စွာတက်ပြင်းချလိုက်တာပဲပြီးတော့ဘာမှမဖြစ်တယ်လို့နေလိုက်တယ်အခန်းထဲပြန်အိပ်ဖို့ငါ့ကိုဘလောက်များများဖုံးကွယ်ထားလဲနောက်နေ့မှာယောက်ျားကမိမကိုကိုယ်တိုင်ခီးထွက်မယ်လို့ရုတ်တရက်ပြောလိုက်တယ်မိမကဘသူနဲ့အတူသွားလဲလို့တခွန်းမဲမေးလိုက်တယ်သူကမျက်နှာတင်းပြီးဇနီးကိုတန်တရားစိတ်ကြီးတယ်လို့စူပူလိုက်တယ်တောင်မှတူတောင်ကိုပြစ်ချပြီးထွက်သွားတာပဲဒါပေမဲ့မတော်တဆအိတ်ကက်ထဲကပြေစာတရွက်ကျသွားတယ်သူမရဲ့အိမ်အောင်ရေးဖောက်ဖျက်မှုကိုဓာတ်ရိုက်သက်သေပြလိုက်တာပဲမိမကပြေစာပေါ်ကလက်ဆောင်ကိုသူမဘယ်တော့မှမရဘူးဆိုတာတွေ့လိုက်တယ်ချက်ချင်းလက်ထောက်ကိုဒီလက်ဆောင်ရသူကိုစုံစမ်းခိုင်းလိုက်တယ်ရလက်ကဒီလူကယောက်ျားရဲ့အတွေ့အမှုဆိုတာသိရတယ်အတွေ့အမှုနဲ့ပထမဆုံးတွေ့တာကိုပြန်တွေးကြည့်တယ်သူမကရှက်ကြောက်ခြင်းမရှိဘဲယောက်ျားရဲ့ကားရှည်ကမ်းမှာထိုင်နေတာကိုတွေ့လိုက်ရတယ်ပြီးတော့ကိုခန္ဓာမအီမတာဖြစ်တယ်ဆိုပြီးမိမကိုနေရာမပေးဘူးနောက်တော့ယောက်ျားကားတွေကအကာအကွယ်ကြိုးကိုအတွေ့အမှုကသူ့ဆူတောင်းချက်နဲ့လဲလိုက်တာကိုတွေ့လိုက်ရတယ်အဲ့ဒီတုန်းကသူတို့နှစ်ယောက်မမှန်ဘူးဆိုတာသိလိုက်ပြီးဒါပေမဲ့ယောက်ျားရဲ့ချိုးသားတဲ့စကားတွေနဲ့လှည့်စားခံလိုက်ရတယ်သူတို့နှစ်ယောက်လျှို့ဝှက်တွေ့ဆုံတဲ့ထောက်ထားရဖို့မိမကလက်ထောက်ကိုယောက်ျားရဲ့ခရီးစဉ်ကိုစုံစမ်းခိုင်းတယ်ပြီးတော့နောက်ကလိုက်သွားတယ်ရလက်ကလေရင်ပေါ်ကဆင်းပြီးချင်းယောက်ျားနဲ့အတွေ့အမှုလူမရှိတယ်လို့ဖန်နှန်းနေတာကိုတွေ့လိုက်ရတယ်ဒီချိန်မှာပန်းတုံးပွင့်ထားခဲ့ရင်နောက်မှာမင်းကန်ကောင်းပြီးချမ်းသာလာလိမ့်မယ်သူကချက်ချင်းလက်ထောက်ကိုအတွေ့အမှုရဲ့အချက်လက်အားလုံးကိုစုံစမ်းခိုင်းတယ်အံ့အားသင့်စရာကအတွေ့အမှုမှာသားတယောက်ရှိတာတည်းမကဘူးဒီကလေးကသူမရဲ့သားတူနဲ့တရက်တည်းမွေးတာပဲမိမကကဘာပေါ်မှာဒီလောက်တိုက်ဆိုင်တာမရှိဘူးလို့မယုံဘူးဒီချိန်မှာသူမသားဖွားရခက်တဲ့နေ့ကိုရုတ်တရက်ပြန်တွေးမိတယ်ဒါပေမဲ့ယောက်ျားကိုဘလို့မှရှာမတွေ့ဘူးဖက်စိတ်ခံလက်မှတ်တောင်ကိုယ်တိုင်ထိုးခဲ့ရတယ်ချက်ချင်းသိလိုက်တဲ့ယောက်ျားကဆေးရုံမှာအတွေ့အမှုနဲ့အတူသားဖွားနေတာပဲသူ့သားနဲ့အတွေ့အမှုရဲ့သားလဲလှယ်ခံရတယ်လို့တန်တရားဖြစ်တယ်ဒါနဲ့အတွေ့အမှုရဲ့သားကြောင်းတက်တဲ့နေရာကိုသွားတယ်ကိုယ်တိုင်တေချာကြည့်ချင်လို့ဒါပေမဲ့ကောင်လေးကိုအတန်းဖော်တွေဝိုင်းနိုင်ကျင်နေတာကိုတွေ့လိုက်ရတယ်မိဘမရှိတဲ့ကလေးလို့လှောင်ပြောင်နေကြတယ်မိမကအမြန်သွားပြီးဒီကလေးတွေကိုမောင်းထုတ်လိုက်တယ်ပြီးတော့ကုန်းကြီးကောင်လေးအတွက်မြေပေါ်ကစာအုပ်တွေကိုကောက်ပေးတယ်ဒါပေမဲ့ဒီအချိန်မှာသူမရုတ်တရက်တွေ့လိုက်ရတယ်ကောင်လေးရဲ့လက်မှာသူမနဲ့အတူတူပဲမွေးရပါအမှတ်သားရှိတယ်မိမကချက်ချင်းတေချာသွားတယ်ရှေ့ကကောင်လေးကသူမရဲ့ကိုယ်ပိုင်သားပဲဒါပေမဲ့အခုချိန်ကသားနဲ့ပြန်တွေ့ဖို့အချိန်မဟုတ်သေးဘူးဆိုတာသိတယ်မျိုးဆိုင်တဲ့ပုံစံနဲ့ပဲမေးလိုက်ရတယ်ဘာလို့ဘယ်သူမှသူ့ကိုကြောင်းက妈妈说她要上班没时间来接我爸爸经常不在家我也不知道他去哪儿了喝口水不用了阿姨我还得赶紧回家做饭否则等妈妈回来又得生气了မိမမထင်ထားဘူးကိုယ့်ရဲ့တစ်စက်နှလုံးလုံးပြောင်းနေတဲ့သားရင်လိမ္မာတဲ့မိမကသူ့အနားမှာထားပြီးရရဆက်ဆက်ညှဉ်းပန်းနေတာကိုသူကတော့သူ့ကိုလက်ထဲမှာကင်ပြီးရတနာလိုမျက်နှိုးနေတယ်လူယုံမာနဲ့လိမ္မာတဲ့မိမကိုချက်ချင်းဆုပ်ဖြဲပစ်ချင်နေတယ်လူယုံမာကသူ့ခံစားချက်ကိုလှည့်စားပြီးသားကိုလဲလှယ်ထားတယ်ပြီးတော့သူ့အဖေထားခဲ့တဲ့လိန်ကုမ္ပဏီကိုပါလူယူဖို့ကြံနေတယ်လိမ္မာတဲ့မိမနဲ့သူ့သားကိုနေရာပေးဖို့ပဲမိမကလူယုံမာကိုဂုဏ်သိက္ခာပြအောင်လုပ်မယ်လို့ကြိမ်ဆိုတယ်ကြီးလေးတဲ့အကျိုးဆက်ကိုခံစေမယ်ဒါနဲ့တစ်စက်နှလုံးလုံးကုမ္ပဏီလို့ကိုဂရုမစိုက်တဲ့မိမပထမဆုံးအကြိမ်ဒါရိုက်တာအစည်းအဝေးကိုလာတက်တယ်林总所有证据都在这儿了亲子鉴定医院档案成为母子的详细资料还有你要的离婚协议တကယ်တော့မိမကကုမ္ပဏီရဲ့15ရှယ်ယာကိုကင်ထားတယ်မူလကမင်္ဂလာဆောင်နှစ်30ပြည့်နေမှာနေယောက်ျားကိုအလကားပေးဖို့ရည်ရွယ်ထားတယ်သူ့ကိုကုမ္ပဏီရဲ့အကြီးဆုံးအာဏာရှင်ဖြစ်လာအောင်ကူညီဖို့ဒါပေမဲ့အခုကြည့်ရတာသူမထိုက်တန်ဘူးအချိန်ထဲမှာပဲလူယုံမာကဇနီးရင်ကပေးထားတဲ့30ရှယ်ယာကိုကင်ထားတယ်ကုမ္ပဏီဥက္ကဋ္ဌနေရာအတွက်ပြတ်အသက်ရှင်ပြိုင်နေတယ်သူနဲ့လိမ္မာတဲ့မိမကရှယ်ယာရှင်တွေကိုကြိုးဝယ်ထားတယ်အားလုံးကသူ့ကိုဥက္ကဋ္ဌဖြစ်မဲပေးဖို့သူတို့နှစ်ယောက်နိုင်ရမယ်လို့ထင်နေတော့我反对